ဂျပန်မှာတကယ်ကိုအဓိပ္ပာယ်ရှိတယ်လို့ထင်ရတဲ့အချက်၃ချက်ကိုပြောပြမယ်ပထမဆုံးအချက်ကဂျပန်မှာဥပဒေတစ်ခုရှိပါတယ်အဲ့ဒါကတော့မုံထုတ်တွေဘောကပုံတွေနဲ့မုံရဲ့ရွယ်စားကအတိအကျတူနီးရမယ်ဆိုတာပါပဲဒါကတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူးလူတော်များများစမ်းသပ်ကြည့်ပြီးကြပြီတကယ်လဲမုံရဲ့ရွယ်စားကပုံတဲကအတိုင်းအတိအကျပါပဲဒီဥပဒေဘာကြောင့်ပေါ်လာတယ်ဆိုတာကျွန်တော်လည်းသိကြမသိပါဘူးဒါပေမဲ့ရိုးရိုးသားသားပြောရရင်တော့တကယ်ကိုအဓိပ္ပာယ်ရှိတဲ့ကိစ္စပါပဲဒုတိယအချက်ကတော့ဂျပန်မှာရေခဲတေတတာတချို့ကတခါကိုနှစ်ဖက်လုံးကနေဖွင့်လို့ရပါတယ်သူတို့ကတော့ dual swing ရေခဲတေတတာတွေလို့ခေါ်ကြပါတယ်ဒီဒီဇိုင်းကတော့နေရာချင်းနဲ့မိဖို့ချောင်းလေးတွေအတွက်အထူးရည်ရွယ်ပြီးဖန်တီးထားတာပါဘယ်နေရာကနေပဲဖြစ်ဖြစ်လွယ်လွယ်ကူကူဖွင့်လို့ရအောင်လို့ပါဒါကြောင့်ဘယ်တန်ပဲဖြစ်ဖြစ်ညတန်ပဲဖြစ်ဖြစ်ဘယ်ဖက်ကဖွင့်ရမလဲဆိုပြီးစဉ်းစားပူပန်စရာလုံးဝမလိုတော့ပါဘူးဒါပေမဲ့လည်းနှစ်ဖက်လုံးကိုတပြိုင်တည်းဖွင့်ကြည့်မယ်ဆိုရင်တော့တစ်ဖက်ပဲပွင့်ပါပဲတတိယအချက်ကတော့ဂျပန်မှာ PK ထုတ်တွေနဲ့အတူ PK ထုတ်ဖို့စက်ကူပါလာတာပါပဲဒီ idea ကရိုးရိုးလေးပါပဲ PK ဝါပြီးတဲ့အခါတိုက်ရိုက်ထွေးမဖြစ်တဲ့အဲ့ဒီစက်ကူနဲ့ထုတ်ပို့ပြီးမှစွန့်ဖြစ်ရတာပါဒီလိုလုပ်တော့ဘသူအဝက်စားဘသူဖြစ်နာမှာကန့်ညီတာမျိုးမဖြစ်တော့ပါဘူးဒီလိုလုပ်တော့ဘသူအဝက်စားဘသူဖြစ်နာမှာကန့်ညီတာမျိုးမဖြစ်တော့ပါဘူးဒါဟာတန်ရှင်းမှုကိုမြင့်တင်ပေးပြီးလူမှုစီကံကိုလေးစားတဲ့တင်းငယ်တဲ့တည်ထွေမှုတစ်ခုပါပဲကဲဒီလိုဆိုရင်တော့ပရိသတ်ကြီးတို့ကတော့ဘယ်နိုင်ငံကလေး comment မှာရေးပေးခဲ့ကြပါဦး